Okay အားလုံးပဲကျွန်တော်ကလီယိုပါဆိုတော့ဒီနေ့တော့ beginner တွေလိုက်ပြီးတော့လုံးလုံးလွယ်မဲ့နောက်ထပ် design လေးတစ်ခုထပ်ပြီးတော့ဆွဲပြပေးမယ်ဒါကတော့ headphone design လေးပေါ့နော်အဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်က gradient background လေးအရင်ဆုံးဆွဲလိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ gradient marquee tool လေးသုံးပြီးတော့ gradient layer လေးတစ်ခုထပ်ပြီးတော့ဆွဲထားတယ်အဲ့ပြီးသွားရင်ကျွန်တော်ဒီ headphone design မှာအရှိနဲ့အနောက်နဲ့ပေါ့နော်မှန်ချက်လေးရဲ့အနောက်ကနေထွက်လာတဲ့ပုံစံလေးလုပ်ချင်တာဆိုတော့ဒီ headphone လေးကိုပဲ copy ပွားပြီးတော့ခုနကဆွဲထားတဲ့ gradient လေးတွေမှာ clipping mask ပြန်ထည့်တယ်ပြီးတော့ရှေ့ကိုထုတ်ချင်တဲ့အပိုင်းလေးကိုတော့ကျွန်တော် select မှတ်ပြီးတော့ control J နဲ့ပွားပြီးရှေ့ကိုပြန်ထုတ်ထားတယ်အဲ့ဒါပြီးတော့ကျွန်တော်ကဒီ headphone ရဲ့ share လေးကဒီမှန်မှာပြန်ပြီးတော့ပေါ်နေတဲ့ပုံစံမျိုးလေးကျွန်တော်ပြန်ပြီးတော့ထည့်ထားတယ်ပေါ့နော်အဲ့ဒါပြီးတော့ဒီနောက်ကမှန်ချက်ပုံစံလေးကိုကျွန်တော်က do လေးနည်းနည်းလေး extrude လေးပြန်ထုတ်တယ်အဲ့ဒါပြီးတော့ composition လေးနည်းနည်းလေးပြန်ပြီးတော့ adjust လုပ်တယ်ပေါ့နော်အဲ့တော့ composition တွေဘာတွေ adjust လုပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ဆင့်အနေနဲ့ကျွန်တော်ကဒီမှန်ကို texture လေးနည်းနည်းလိုက်ပြီးတော့ထည့်မှာအဲ့တော့အရင်ဆုံးcomposition ကိုကိုယ်စိတ်တိုင်းကြအရင်ဆုံးချိန်နဲ့ပြီးတော့ဒီမှန်ထဲမှာ texture ထည့်ဖို့အတွက်ပထမဆုံးအနေနဲ့ noise အရင်ထည့်တယ် noise ထည့်ပြီးသွားတဲ့အချိန်ကျရင်တော့ wine paint effect လေးနဲ့ကျွန်တော်ကဒီရေချိုးကန်သုံးတဲ့ glass ပုံစံမျိုးလေးဖြစ်သွားအောင်လုပ်တယ်ပြီးတော့ကျွန်တော်ရဲ့ထုံးစံအတိုင်းပဲ typography လေးနည်းနည်းလေးပြန်ပြီးတော့ adjust လုပ်တယ်ပေါ့နော်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်သုံးသွားတာ clipping mask ရဲ့ဒီ layer လေးကိုရှေ့ကိုခွဲပြီးထုတ်တဲ့အပိုင်းလေးပဲကျွန်တော်တို့ကပြန်ပြီးတော့ light လုပ်ကြည့်ရင်ရပြီပေါ့နော် okay အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်အခုထပ်ပြီးတော့ပြောချင်တာကကျွန်တော်ရဲ့ online class အတန်းတစ်ခုက29ရက်နေ့စဖို့ရှိတယ်အဲ့တော့အတန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ graphic design ကိုအခြေခံနေပြီးတော့ဒီ professional ဖြစ်တဲ့အထိပြန်ပြီးတော့သင်ပြီးမှဖြစ်တဲ့အတွက်အခုမှစပြီးတော့ Photoshop ကိုလေ့လာခြင်းတဲ့သူတွေနောက်ပြီးကြလို့ရှိရင်ဒီ design တစ်ခုတည်းမဟုတ်ဘဲနဲ့ video edit ပိုင်းလေးပါနည်းနည်းလေးအခြေခံလေးတွေပြီးရင် photo editing ပိုင်းတွေကိုကသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ online class အကြောင်းအရာလေးကိုကျွန်တော်ရဲ့ message box ကနေအသေးစိတ်လာပြီးတော့အားမနာတယ်မေးလို့ရတယ်ကဲအဲ့ဒါပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ logo လေးတွေနည်းနည်းလေးပြန်ပြီးတော့ လိုက်ထည့်တယ်ပေါ့နော်ပြီးရင် color overlay လေးနဲ့ပဲကျွန်တော်ကအဲ့ logo ကိုအဖြူအောင်လေးပြန်ပြောင်းလိုက်တယ်ပြီးတော့ရင်တော့သူ့ရဲ့ထားပါပြ website name လေးတွေပါလေးကျွန်တော်ပြန်ပြီးတော့ like ထည့်တယ်ပေါ့နော်ကဲအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာမှာ Dodge and Band လေးနဲ့ကျွန်တော်ကဒီ headphone လေးနည်းနည်းလေးပို့ပြီးကြွလာတဲ့ပုံစံလေးဖြစ်သွားအောင်လုပ်မယ်ပေါ့နော်အဲ့ဒါကလည်းလိုတယ်ဗျဘာလို့ဆိုတော့ကိုယ့်ရဲ့ product ကမဟုတ်လို့ရှိရင်နည်းနည်းကိုယ့်ရဲ့ design က flat ဖြစ်နေလိမ့်မယ် highlight share လေးနဲ့ကိုကနည်းနည်းလေးပြန်ခွဲတဲ့အခါကျမှဒီကောင်ကပို့ပြီးတော့ကြွလာမှာပြီးတော့ရင်တော့လိုအပ်တဲ့ element လေးတွေ texture လေးနည်းနည်းလေးလိုက်ပြီးတော့ဖြည့်တယ်ပေါ့ဗျာကဲဒီပုံစံဆိုလို့ရှိရင်တော့ဒါ beginner တွေအခုမှစပြီး Photoshop ကိုလေ့လာနေတဲ့သူတွေအနေနဲ့အခြေခံလောက်သိရင်ကိုကလိုက်ပြီးတော့ဆွဲကြည့်လို့ရတဲ့ design မျိုးလေးပဲဖြစ်ပါတယ်အဲ့တော့လိုက်ပြီးလို့ဆွဲကြည့်လို့ရမယ်လို့လည်းထင်ပါတယ်နောက်ဆုံး color ချိန်ပြီးသွားရင်တော့ဒါကကျွန်တော်ရဲ့ final design လေးပါအဲ့တော့အဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်တကယ်လို့ online class အကြောင်းအရာနဲ့ပတ်သက်ပြီးသိချင်တာရှိရင် message box ကနေလာမေးနိုင်ပါတယ် see you next video ပါ